3 ရက်တလ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ခွန်အားတွေပြေဝနေမယ်ဘာလို့လို့အားရင်အပြည့်နဲ့အလုံးလုံးဖြစ်နေမယ်ဉာဏ်ပညာထက်မြက်မှုကဥဆောင်နေလိမ့်မယ်ဗဟုသုတနဲ့အသစ်သောပညာရက်တွေကိုသင်ယူခွင့်ရလိမ့်မယ်အခြေအတင်စကားများရတာမျိုးတွေဖြစ်တတ်တယ်ငင်းခုန်ရတာမျိုးတွေရှိတတ်တယ်အနိုင်ရရင်တောင်ထိုက်တန်တဲ့ကြည်ညိုအားရမှုမျိုးကိုရရှိမှာမဟုတ်ဘူးဒီနေ့အတွက်ဆောင်းရှောင်းမဲ့ရကတော့မျောလင်းချက်တွေအကြီးကြီးထားပြီးတော့စိတ်ကူးရင်နေတာမျိုးကိုရှောင်ပေးပါမေတ္တာစိတ်တွေပြေဝနေအောင်နေပါအားပေးဖေးမပါLucky number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချောမွေးကြပါစေဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်